大家好，欢迎来到我们的中文课。ဒီနေ့မှာတော့ဘောလုံးပွဲနဲ့သက်ဆိုင်တဲ့စကားလုံးလေးတွေကိုလေ့လာကြည့်အောင်။ဒါဆိုရင်ပထမဆုံးတစ်လုံးကြည့်အောင်။足球ဘောလုံးနောက်တစ်ခု比赛ပြိုင်ပွဲနောက်တစ်ခု球队ဒီ球ဆိုတာက足球ရဲ့အတူအကိုပြောတာပေါ့နော်။ဒါဆိုရင်球ဆိုတာဘောလုံးကိုပြောပြီးတော့队ဆိုတာအသင်းကိုပြောတာပါ။ဒါကြောင့်球队ဘောလုံးအသင်းနောက်တစ်ခု球员ဘောလုံးသမားနောက်တစ်ခု守门员ဂိုးသမားနောက်တစ်ခုအနိုင်ရတယ်ဆိုရင်赢နောက်တစ်ခုရှုံးသွားတာပေါ့နော်ရှုံးတယ်ဆိုရင်输နောက်တစ်ခုတရေ平နောက်တစ်ခုကမ္ဘာဖလား世界杯ဆိုတာကကမ္ဘာကိုပြောတာပေါ့နော်杯ဆိုတာဒီခွက်世界杯ဆိုတာကမ္ဘာဖလားကိုပြောတာနောက်တစ်ခု阿根廷队ဒါကတော့အာဂျင်တီးနားအသင်းပေါ့နော်နောက်တစ်ခု西班牙队ဒါကတော့စပိန်အသင်းကိုပြောတာပါနောက်တစ်ခုကတော့冠军ဒါကတော့ချန်ပီယံကိုပြောတာပါ